ကပ္ပမြေပုံပေါ်ကပင်နိုင်ငံကိုမဆိုမိနစ်ပိုင်းအတွင်းမှာပြပုံဘဝရောက်သွားစေနိုင်တဲ့ဣသရေလရှိုးဝလက်နဲ့ဒါဟာရုပ်ရှင်တွေထဲကအန်ဇလန်မဟုတ်ပါဘူးတကယ်ရှိနေတဲ့ Jericho 3 ပါဣသရေလကတရားဝင်ဝန်မခံပေမဲ့ထောက်လှမ်းရေးတွေကတော့ဒါကိုအရှိလေပိုင်းရဲ့အန်ဒရယ်ကြီးဆုံးနျူကလ িয়ার ဓာတ်လို့သတ်မှတ်ထားပါတယ်ရန်သူတွေပကြောက်တဲ့လောက်တောင်ကြောက်နေရတာလေအများပြည်သူမသိသေးတဲ့ဒီလက်နက်ဆိုးရဲ့နောက်ွယ်ကရှိုးဝက်ချက်တွေကိုဒီနေ့ဖော်ထုတ်သွားပါမယ်ဒီစီမံကိန်းက1983ခုနှစ်ရန်ကုန်ပေါ်စစ်ပွဲကနေစတင်ခဲ့တာပါအာရတ်တွေရဲ့ထိုးစစ်ကြောင့်ဣသရေလနိုင်ငံပြောင်းမဲ့အရေးကြုံလာချိန်မှာဝန်ကြီးချုပ်ဂိုဒါမီယာကတာတိအဖျားကြောင့်ပျက်စီးရမယ်ဆိုတဲ့ရှိုးဝက်ကုန်းနဲ့အမိန့်ပေးပြီးဂျေရီခိုဝန်တုံးကြီးတွေမှာနျူကလ িয়ার ထိပ်ဖူးတပ်ဆင်ခဲ့ရပါတယ်နိုင်ငံတော်ရဲ့နောက်ဆုံးအသက်ရှူပေါက်အဖြစ်မွေးဖွားလာခဲ့တဲ့အဲ့ဒီဂျေရီခိုဝန်ကနေအခုဆိုရင်ကဘာကိုပါချင်းချောင်းနိုင်တဲ့ဓာတ်ပြမျိုးဆက်ဂျူဘီခေါ်3အထိအဆင့်ဆက်ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ဒီပညာပိုင်းကြည့်ရရင်ဂျူရီခေါ်3ဟာအဆင့်30ပါဝင်တဲ့အဆိုင်ခဲလောင်စာသုံးတိုက်ချင်းဖြစ်3G ICPM ပါ။အကြီး3လောင်စာလို့အချိန်မယူရပဲအမိတ်ရတာနဲ့ချက်ချင်းပြစ်လှန်နိုင်ပါတယ်။လီထုပြင်ပအဂါသာထဲကိုရောက်တာနဲ့အကြောက်ရဆုံးနေပညာဖြစ်တဲ့ MIRV စနစ်စတင်ပါပြီ။3G ဒဇင်းလေးကနေနျူကလ িয়ার ထိပ်ဖူးအသေးလေးတွေထောက်ခွဲထွက်သွားပြီးမတူညီတဲ့ပြစ်မှတ်တွေကိုတပြိုင်နက်တည်းခွဲခြားတိုက်ခိုက်ကြပါရန်မြန်တဲ့အစိမ်းကြောင့်ရန်သူရဲ့ဘယ်လိုလေကြောင်းရန်ပါကွယ်ရေးစနစ်ကမှကြားဖြတ်မဟတ်သားနိုင်ပါဘူးဖြစ်သောတဲ့ပြစ်မှတ်တွေအပေါ်ဝေးကလည်းအမခံပါပဲအမေရိကန်ကွန်ဂရက်အစည်းအဝေးခန်းစားတွေအရအမြင့်ဆုံးကီလိုမီတာ11500အထိရောက်ရှိနိုင်ပါတယ်ဆိုလိုတာကအရှေ့အလယ်ပိုင်းတမကအာရှဥရောပအာဖရိကနဲ့မြောက်အမေရိကတိုက်ထိပြစ်မှတ်ထားနေတာပါအလေးချိန်တန်ကျော်တဲ့ဆောင်နိုင်ပြီးမြို့ကြီးတစ်မြို့ကိုပြာကျသွားစေနိုင်ပါတယ်ဣသရေလစီရေးကျွမ်းတင်သူတွေကကမ္ဘာဘယ်နေရာကိုမဆိုရောက်အောင်ဖြစ်နိုင်ပြီလို့ဝန်ကြွားခဲ့တာဟာအကြောင်းမဲ့မဟုတ်ပါဘူးဒီလောက်အစွန်းထက်တဲ့3ချီတွေကိုဒေဗစ်မြို့အနီးဇကာရီယာလီဒက်စခန်ကမြေအောက်လှိုင်ကူအနက်ကြီးတွေထဲမှာသိမ်းဆည်းထားပါတယ်ရန်သူကနျူကလ িয়ার နဲ့အရင်ဥအောင်တိုက်ခိုက်ရင်တောင်လုံးဝမဖြစ်စီပဲအစပေါင်းများစွာပြန်လဲတုံ့ပြန်ဖျက်ဆီးပစ်နိုင်တဲ့အနေအထားပါဒါဟာရန်လုံနေတဲ့နိုင်ငံတွေအတွက်တော့အမြဲခြောက်လှန့်နေတဲ့အင်္ဂလိပ်ဆိုတစ်ခုပါပဲတင်ကောဘလို့မြင်ပါတယ်လေဒီလက်နက်တွေကစစ်ပွဲကိုဟန်တာနိုင်သလားဒါမှမဟုတ်ကဘာကြီးကိုပိုအန္တရာယ်များဖြစ်စေသလား comment မှာဆွေးနွေးပေးပါဦးဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like and share လုပ်ပေးဖို့လည်းမမေ့ပါနဲ့အောင်ခင်ဗျာ